ဇလန်းအစကနေအဆုံးအထိထိုင်ကုန်ကနေမထတန်ရင်တလက်လက်နဲ့ကြည့်ရမယ်ကိုရီးယားအရှင်သဲထိတ်ရင်ဖို့ကားမျိုးရှာနေတာလားဒါဆိုရင်တော့မိနစ်60ကျော်အတွင်းမှာပရိသတ်ကိုအသက်ရှူမလို့မတက်ဆွဲခေါ်သွားမယ် The Target ဆိုတဲ့ဇာတ်ကားကြီးကိုညွှန်းပေးချင်ပါတယ်ဒီကားကရိုးရိုးအရှင်ကားတွေလိုမဟုတ်ပဲတစ်စက္ကန့်မှမျက်တောင်ခတ်လို့မရအောင်ဇက်ရှင်ကတရဇက်တက်နေတာမျိုးပါဇလန်းအချင်းလေးကတော့လူသက်မှုတစ်ခုမှာမတရားဆွဆွဲခံလိုက်ရပြီးဆေးရုံပေါ်ရောက်နေတဲ့ကျေးစားစစ်သားဟောင်းရောဟွန်းနဲ့သူ့ကိုကုသပေးနေတဲ့ဆရာဝန်လေးထေကျွန်းတို့အကြောင်းပါမထင်မှတ်ပဲလူသက်သမားတွေကဆရာဝန်လေးရဲ့ကိုဝင်ဆောင်ဇနီးတဲ့ကိုပြန်ပေးဆွဲပြီးဆေးရုံကလူနာရောဟွန်းကိုခိုးထုတ်ပေးဖို့ချင်းချောက်လာပါတော့တယ်ဒီလိုနဲ့ရဲတွေကလူသက်သမားတွေကသူတို့နှစ်ယောက်လုံးကိုပြစ်မှတ်အဖြစ်လိုက်လံအမဲလိုက်တဲ့အခါမှာတော့ဆရာဝန်လေးဟာသူ့ဇနီးကိုကယ်ဖို့အတွက်ဒီကျေးစားစစ်သားဟောင်းနဲ့လက်တွဲပြီး36နာရီအတွင်းဘလို့တွေအသက်လူတိုက်ပွဲဝင်မလဲဆိုတာရင်ခုန်စွာနဲ့ကြည့်ရှုရမှာပါဒီကားရဲ့အသက်ကတော့မင်းသားကြီးရူဆန်ယွန်းပါပဲကျွန်တော်တို့ moving ဇာတ်ကားတွေကဂျန်ဂျူဝန်ဆိုရင်အားလုံးသိကြမှာပါအဲ့ဒီကားတွေကလို့သမီးအတွက်အတိတ်ကိုဖုံးကွယ်ထားတဲ့ရိုးအားဖေဖေမဟုတ်ပဲဒီကားထဲမှာတော့တက်လုံကောင်းကောင်းနဲ့အရှင်ရိုက်ချက်တွေကိုခက်ခက်ခဲခဲကိုယ်တိုင်သရုပ်ဆောင်ထားတာတွေ့ရပါတယ်ဆရာဝန်လေးနေရာမှာတော့ဆွဲဆောင်ရမင်းသားလီဂျင်ဝူကပါဝင်ထားပြီးဒီဇာတ်ကားကိုတော့နာမည်ကြီးဒါရိုက်တာချန်ကပြင်သစ်ရုပ်ရှင် Point Blank ကိုကိုရီးယားစတိုင်းနဲ့အကောင်းဆုံးပြန်လည်အသက်သွင်းပုံဖော်ထားတာဖြစ်ပါတယ်ဒီကားကဘယ်လိုလူတွေကြည့်တင်လဲဆိုရင်တော့ဇက်အိမ်အရှိကြီးတွေစကားပြောတာအီနေတာတွေကိုအချိန်ကုန်ခံပြီးမကြည့်ချင်ဘူးကြည့်နေရင်လည်းမှရင်တဖိုးဖိုးနဲ့ excitement အပြည့်ရကျင်တဲ့သူတွေပြီးတော့တိုက်ခိုက်ရေးကွက်ခက်ကြမ်းကြမ်းနဲ့လိုက်တန်းပြေးတန်းတွေကိုသဘောကျတဲ့ action fan တွေအပြင်မိသားစုကိုကယ်တင်ဖို့စူးစမ်းတဲ့စိတ်ခံစားမှုပိုင်းကိုပါကြိုက်နှစ်သက်တဲ့သူတွေအတွက်လုံးဝအကွက်တက်မဲ့ဇာတ်ကားမျိုးပါမင်ရဲ့ကိုပိုင်အမြင်အရပြောရရင်တော့ဒီကားဟာအချိန်ပေးပြီးကြည့်ရတာတကယ်ကိုတန်တဲ့ဇာတ်ကားပါအထူးသဖြင့်ကင်မရာအလှည့်အပြောင်းတွေနဲ့နောက်ခံတေးဂီတာကဇလန်းရဲ့မောဟိုက်မှုကိုပိုပြီးပေါ်လွင်စေပါတယ်ဇက်ရှိန်တက်သွားတဲ့အခါအသက်ရှူဖို့တောင်မေ့သွားရလောက်အောင်ကိုဆွဲဆောင်မှုရှိပါတယ်ကဲဒါဆိုရင်တော့မကြည့်ရသေးရင် The Target ကို comment က Telegram link ကနေဝင်ရောက်ကြည့်ရှုဖို့ညွှန်းဆိုပေးလိုက်ပါတယ်နောက်ထပ်ဇာတ်ကားကောင်းတွေကိုလည်းအခုလိုညွှန်းပေးအောင်မှာမို့ဗီဒီယိုလေးကို like and follow လုပ်ထားဖို့မမေ့နဲ့အောင်နော်